ဒီမှာကတော့ဒါပေါ့နော်အသက်တန်အကူပြောင်းလေးကိုဒါတစ်ချက်ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့မှာလေ့လာမယ်စာလေးကတော့အသက်တန်အကူပြောင်းပေါ့နော်တော်တော်များများကအသက်တန်အကူပြောင်းမှာတော်တော်ဒုက္ခရောက်ကြတယ်ပေါ့နော်ဒီအသက်တန်အကူပြောင်းမသိတဲ့အတွက်ကြောင့်စကားပြောတဲ့နေရာမှာအမှားယွင်းလေးပါတယ်ပေါ့အဲ့အတွက်ဒါလေးကိုဗီဒီယိုလေးလုပ်ပြီးတော့တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ဒီချက်ဗီဒီယို class မှာလည်းဒီလိုမျိုးလေးတွေပဲတင်ပေးတယ်เนาะဒါကအာနမူနာပေါ့เนาะဟုတ်ပြီအသက်မှာဒီကချီရပါတယ်ဆိုရင်သူတို့ကအားနဲ့တွားပြီးတော့တွေ့မယ်ဆိုရင်ဂျီရနဲ့ချီရဂျာနဲ့ချအတန်ဖြစ်ပြောင်းသွားတယ်ကဲဘယ်လိုအတန်မျိုးဖြစ်သွားမလဲဆိုရင်ဒီမှာရေးထားတာကတော့ good e ဒါပေမဲ့ဖတ်မယ်ဆိုရင် good g ခါဤဖတ်မယ်ဆိုရင်ခါချီချီရနဲ့ထားနဲ့အားနဲ့တွေ့သွားတယ်ဆိုရင်ဘာတန်ထွက်မလဲခြားတန်ထွက်မယ်ဓာတ်နဲ့အားနဲ့တွေ့မယ်ဆိုရင်ဘာတန်ထွက်မလဲခြားတန်ထွက်မယ်โอเคဘူကြီးခါချီအတူတူတကူတခါချီပေါ့နော်โอเคနားလည်လားကဲနောက်တစ်ခုကကြတော့ဟာနဲ့အားနဲ့တွေ့မယ်ဆိုရင်ရှေ့စကားလုံးမှာကဟာပါတယ်နောက်စကားလုံးမှာကအာပါတယ်ဆိုရင်အာတန်ပဲထွက်မယ်ဟာတန်ကိုလုံးဝမထွက်ဘူးအဲ့တော့ဂျိုအာဖတ်မယ်ဆိုရင်လည်းဂျိုအာရှိအောဖတ်မယ်ဆိုရင်ရှိတော့ဒီမှာကကြတော့နှလုံးရှိတယ်ဟလားဒါနဲ့ဟာနဲ့အဲ့တော့အော်ဒီမှာကဟာတန်ကိုဖြောက်လိုက်တယ်ဆိုတော့ရာတန်ရှိမယ်ဒီရကဒီဘက်ကိုပြောင်းသွားပြီးတော့ရှိတော့ဆိုပြီးတော့ဖြစ်သွားတာနားလည်လားအဲ့တော့ဟာနဲ့အာနဲ့တွေ့မယ်ဆိုရင်ဘာတန်ပဲထွက်မလဲဟာတန်ပဲထွက်ပါမယ်ဟုတ်ပြီမားကြတော့အတက်ကခါဒါဘာစာချပါမယ်အနောက်ကစကလုံးမှာကြတော့ဂါပါမယ်ဓာပါမယ်ဘာပါမယ်ဆိုရင်ဘာအတန်ပြောင်းသွားမလဲဆိုရင်ကာတာပါစားဆိုတဲ့ဒီအတန်လေးလုံးပြောင်းသွားမယ်အဲ့တော့တစ်ချက်ကြည့်လိုက်အောင် of ကို of ကိုရေးရင်လား of ကိုဖတ်မယ်ဆိုရင် of ကို of ကိုဒီရှေ့ကဂီယိုနဲ့တွားပေါင်းပြီးတော့ရှေ့ကိုပြောက်ပြီးတော့ of ကိုဆိုပြီးတော့ဖြစ်သွားတာရှေ့ကိုပြောက်သွားတယ်โอเคမှာကြတော့ check ဆန်ဖတ်မယ်ဆိုရင် check ဆန်ရှေ့ကိုနဲ့ဂီယိုနဲ့တွားပေါင်းပြီးတော့ check ဆန်ဟုတ်ပြီနော်ကိုဟာဒါပေမဲ့တကယ်တမ်းဖတ်မယ်ဆိုရင်ကိုပကိုပအဲ့တော့ဒီမှာကအတန်တော့ကဒီကိုလည်းပြောင်းသွားတယ်အောက်မှာလည်းဒီကိုအတန်တော့နဲ့ပဲသွားမယ်ပတ်ကကြတော့ပတ်ဆိုပြီးတော့ဖြစ်သွားမယ်နားလည်တယ်နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဒီမှာအတက်ကဂါဒါဘာဂျာဆိုပြီးတော့ဒီလေးလုံးပါမယ်အနောက်မှာကြတော့ဟပါတဲ့အခါကျရင်ခတန်ထွက်မယ်ထတန်ထွက်မယ်ဖတန်ထွက်မယ်ချတန်ထွက်မယ်ဟုတ်ပြီနော်အဲ့တော့ချုဟာအဲရေးရင်ဒါချုဟာအဲဖတ်မယ်ဆိုရင်ချုခိုင်းအဲ့တော့ဘာနဲ့တွေ့သွားလဲဆိုရင်ဂါနဲ့ဟာနဲ့တွေ့သွားတော့ဘာတန်ထွက်သွားလဲခတန်ထွက်သွားတယ် if ဟာရေးရင်ဒါ if ဟာဒါပေမဲ့တကယ်တမ်းအတန်ဖတ်မယ်ဆိုရင် if ဟာဒီဘီယောနဲ့ဟာနဲ့တွေ့သွားတော့ဘာတန်ထွက်သွားလဲဖတန်ထွက်သွားတယ် if ဟာမဟီ
တာရေးရင်ဒါမဟီတာဖတ်မယ်ဆိုရင်မချီတာဂျီယိုနဲ့ဟာနဲ့တွေ့တော့ခြတန်ထွက်သွားတယ်နားလည်လားနားလည်တယ်နော်ကဲဟုတ်ပြီအဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲနော်နောက်ပိုင်းဒီမှာဆက်ပြီးတော့တွေ့ပါမယ်နောက်မှာလည်းဒီမှာအာ17ခုထပ်ပြီးတော့6ခုထပ်ပြီးတော့ရှိသေးတယ်ပေါ့နော်အဲ့ဒါကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့သင်ပေးသွားပါမယ်